ဒီနေ့မှာတော့စနိုးကဘန်ကောက်မှာဘီယာအမျိုးပေါင်းများစွာမြည်ဆန်းနိုင်တဲ့ဘီယာ People Festival ကိုသွားမှာဖြစ်ပါတယ်။ဒါလေးကတော့စနိုးရဲ့ outfit လေးပါ။ပွဲမှာအယ်ကိုဟောအမျိုးပေါင်းများစွာကိုမြည်ဆန်းနိုင်တဲ့အတွက်ကြောင့်မလို့စနိုးလိုမျိုးတောက်ရတာကြိုက်တဲ့လူတွေအတွက်ကတော့ကွက်တီပဲ။အခုတော့အိမ်ထဲကနေပြီးတော့အရင်ဦးဆုံးဘတ်စကားမှတ်တိုင်လမ်းလျှောက်ပါမယ်။တငယ်ချင်းတွေနဲ့ထိန်းထားတဲ့နေရာအထိကိုတော့ဘတ်စကားနဲ့ပဲသွားလိုက်ပါတယ်။အဲ့ဒီကနေမှတဆင်တငယ်ချင်းနဲ့တွေ့တဲ့အခါမှာတော့တက်စီငှားပြီးတော့သွားလိုက်ပါတယ်။အိမ်နဲ့ပွဲလုပ်တဲ့နေရာနဲ့ဝေးပြီးမှလည်းကားပေါ်မှာတငယ်ချင်းနဲ့ပေါက်ဖောက်လိုက်တာရောက်သွားလို့ရောက်သွားမှန်းတော့မသိလိုက်ပါဘူး။စနိုးတို့ရောက်သွားတဲ့အချိန်ကညနေ4 ခွဲကျော်လောက်ဆိုတော့အချိန်အပြင်နည်းနည်းစောနေတဲ့အတွက်ကြောင့်မလို့စာနေရှိပေမဲ့လူတော့တိတ်မရှိသေးပါဘူး။ပွဲထဲရောက်ပြီဆိုတာနဲ့အလကားစံဘက်တိုက်တဲ့နေရာတွေကိုလိုက်ရှာကြည့်လိုက်တာဟောအခုဆိုရင်တော့တနေရာကိုတွေ့ပါပြီ။စနိုးနဲ့တူတူတောက်ကြည့်ရအောင်။สวัสดีค่ะ อันนี้เป็นไวน์สับปะรดค่ะ อันนี้เป็นสาโทค่ะอันนี้มีโปรนะ တငယ်ချင်းအဖော်ဆက်တော့တငယ်ချင်းကတိတ်ပြီးတော့မတောက်ချင်ရှာဘူး။ကဲပထမဆုံးတစ်ခွက်အရင်မတောက်ချင်ဘူးစားရတာပဲကြိုက်တယ်ဆိုရဲလူတွေအတွက်လည်းသူကဒီမှာအေးတွေကမုံနေရောအကင်နေရောမျိုးစုံရှိရယ်။စနိုးကတော့အမှန်တော့အရက်နဲ့မြည်ဖို့လိုက်ရှာတာပါ။ပွဲလုပ်တဲ့ပန်းချံကကျင်းသက်ရောင်ရှိပေမဲ့အထဲမှာဓာတ်ပုံရလို့ရမယ့်နေရာအင်ဂျီဆိုင်လေးလည်းရှိပါတယ်။ဘာလေးတောင်းရင်ကောင်းမလဲဆိုပြီးတော့နည်းနည်းပတ်ကြည့်လိုက်ပါဦးမယ်။ညနေရောက်ပြီဆိုတော့လူလေးနည်းနည်းစားစီလာပါပြီ။စနိုးလဲဟိုငေးတီငေးဟိုကြည့်တီကြည့်ကြည့်နေနေဟောတွေ့ပါပြီ။တစ်မျိုးတောက်ပါလေ။နောက်ထပ်တစ်မျိုးထပ် try ကြည့်ပါလေ။ဒါလေးကတော့နောက်တစ်မျိုးကြည့်ပါဦးအရင်ချိတ်ဖို့ကောင်းတာပဲစိတ်တိုင်းကြအရက်တွေလိုက်မြည်ပြီဆိုတော့ဝယ်လာလိုက်ပြီးတော့ဒီမှာထိုင်တောက်ရနေရလေးမှာအမီလေးနဲ့ထိုင်စားရင်းနဲ့စကားပြောရင်တောက်လိုက်တာည7ခွဲသွားပါတယ်အပြန်တော့ညမူချုပ်တင်ပြီးမို့လို့တစင်းနဲ့ပဲပြန်လာလိုက်ပါတယ်လမ်းလည်းရှင်းတာမို့အကြိုင်မစီလိုက်ရပါဘူးဒီနေ့တော့နည်းနည်းမူးနေပြီမို့လို့ဒီလောက်ပါပဲဘိုင်ဘိုင်စနိုးကို create လုပ်စေချင်တဲ့ content လေးရှိရင်လည်း comment မှာမှန်းခဲ့လို့ရပါတယ်